Hello ဒီလိုမျိုးလုံးလေးကနေ hot လိုမျိုးလုံးလေးဖြစ်သွားအောင် Hardy Hot ကအသစ်ထွက်တဲ့ play pencil လေးတွေကိုသုံးပြီးတော့ပြင်ပြပါမယ်။ဒါလေးကတော့အနက်ရောင်လေးပေါ့နော်။သူကတုံးသွားလို့ရှိရင်ပြန်ပြီးချုံမှုအတွက်နောက်မှချုံတဲ့ဟာလေးလည်းပါတယ်။သူ့ကိုတော့ဂျယ်လိုင်းနာလေးအဖြစ်ဆိုပါမယ်။နောက်တစ်ယောက်ကတော့အညူရောင်လေးပါ။သူ့ကိုတော့ accusal လေးအဖြစ်သုံးလိုက်ပါတယ်။နောက်တစ်ယောက်လေးကတော့ silver လေးပေါ့နော်။သူက silver ဆိုပေမဲ့ glitter လေးတွေကတော့ခရမ်းရောင်လေးပေါ့နော်။ဒါလေးကတော့ရွှေရောင်လေးပေါ့နော်သူ့ကိုတော့မျက်လုံးအောက်ကလေးနဲ့နှာခေါင်းထိပ်ကလေးမှာ highlight ဖြစ်သုံးလိုက်ပါတယ်ပြီးရင်တော့ double scoop mascara လေးနဲ့မျက်တောင်ကော်ပါမယ်သူကအောက်မျက်တောင်ကော်ဖို့အတွက်ပါတက်အဲ့လိုမျိုးပါတယ်ပေါ့နော်အသေးလေးဒါကတော့အပေါ်မျက်တောင်ကော်နေရပေါ့နော်ပြီးရင်တော့အောက်မျက်တောင်လေးကော်ပါမယ်ဒါလေးကတော့ eagle liner လေးပါသူ့ရဲ့ထိပ်ကလေးကဒီလိုမျိုးအကောက်ကလေးပေါ့နော်သူ့ကိုတော့အောက်မျက်တောင်လေးဆွဲလိုက်ပါတယ်အခုဆိုလို့ရှိရင်တော့ eye makeup လေးပြင်တာပြီးပါပြီဒီ play pencil လေးကတော်ရုံဖြတ်ဖို့ခတ်ပြီးတော့ waterproof လည်းဖြစ်ပါတယ် so bye bye